တရုတ်သမ္မတရှီကျင်းဖျင်ကအမေရိကန်ကိုပြင်းထန်စွာသတိပေးပြောကြားလိုက်ပါတယ်။ Hormuz ပင်လယ်ကွေ့ကိုအီရန်နိုင်ငံဟာပိတ်ထားပေမဲ့ပိတ်ထားခံရတဲ့နိုင်ငံတွေထဲမှာတရုတ်နိုင်ငံဟာမပါဝင်ပါဘူး။တရုတ်သမ္မတကပြောပါတယ်။အီရန်နိုင်ငံနဲ့တရုတ်နိုင်ငံဟာစွမ်းအင်ဆိုင်ရာစီးပွားရေးဆိုင်ရာမဟာဗျူဟာမြောက်ပူးပေါင်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ပိတ်ဆို့တားဆီးခံထားတဲ့နိုင်ငံတွေထဲမှာတရုတ်နိုင်ငံဟာမပါဝင်ပါဘူး။ဒါကြောင့်မလို့ဘယ်နိုင်ငံကမှလည်းတရုတ်ရဲ့သင်္ဘောတွေကိုတားမြစ်ပိတ်ပင်ပိုင်ခွင့်မရှိဘူးဆိုပြီးတော့အမေရိကန်ကိုတိုက်ရိုက်သတိပေးပြောကြားလိုက်ပါတယ်။အမေရိကန်ကဒီလမ်းကြောင်းကြီးကိုသူဟာထပ်မံပြီးပိတ်ဆို့ထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အီရန်နိုင်ငံဟာအမေရိကန်နဲ့မဟာမိတ်တွေရဲ့စီးပွားရေးဆိုင်ရာတင်မောတွေကိုတော့ဖျက်ဆီးသွားလာခွင့်မပေးဘဲနဲ့သူနဲ့အလွမ်းတဲ့မဟာမိတ်နိုင်ငံကတင်မောတွေဥပမာတရုတ်နိုင်ငံလိုမျိုးနိုင်ငံကတင်မောတွေကိုတော့လွတ်လွတ်လပ်လပ်နဲ့ဖျက်ဆီးသွားလာခွင့်ပေးထားတာဖြစ်ပါတယ်။အခုလိုဖျက်ဆီးသွားလာမှုကနေပြီးတော့အီရန်နိုင်ငံဟာလည်းအကျိုးအမြတ်တွေငွေကြေးတွေနိုင်ငံခြားဝင်ငွေတွေလည်းအများကြီးရရှိနေတာဖြစ်ပါတယ်။အခုလိုမျိုးတရုတ်နိုင်ငံဟာတကယ်ကိုထုတ်ဖော်ပြီးတော့ပြောကြားလိုက်တဲ့အတွက်ကြောင့်မလို့အမေရိကန်နဲ့တရုတ်နိုင်ငံရဲ့ဆက်ဆံရေးဟာပို့ပြီးတော့တင်းမာလာဖို့အခြေအနေမှာရှိပါတယ်။တရုတ်နိုင်ငံကထပ်ပြီးပြောကြားလိုက်ပါသေးတယ်။တရုတ်နိုင်ငံဟာဘယ်နိုင်ငံကမှပြဿနာမရှာဘူး။ဒါပေမဲ့ပြဿနာရှာတဲ့ဘယ်နိုင်ငံကမှလည်းကြောက်ရွံ့ထိတ်လန့်နေမှာမဟုတ်ဘူးဆိုပြီးတော့လည်းတရုတ်သမ္မတကဝါရှင်တန်ကိုတိုက်ရိုက်သတိပေးလိုက်ပါတယ်။မကြာသေးခင်ကလည်းတရုတ်နိုင်ငံသားရဲ့ဝန်ကြီးကငါတို့မှာနျူကလ িয়ার လက်နက်တွေဟိုက်ဒရိုဂျင်ဘုံးတွေအများကြီးရှိတယ်။ဒါပေမဲ့ငါတို့ကဘယ်တော့အခါကမှစတင်ပြီးပြစ်ခတ်မှာမဟုတ်ဘူး။ဒါပေမဲ့ဘယ်နိုင်ငံကမှလည်းဒုတိယအကြိမ်ပြစ်ခတ်ခွင့်ကိုရမှာမဟုတ်ဘူးဆိုပြီးတော့တရုတ်ပြည်ကနေပြီးတော့ကမ္ဘာကိုအတိလင်းကြေညာထားတာဖြစ်ပါတယ်ဒီစကားဟာအမေရိကန်ကိုရည်စူးပြီးတော့ပြောကြားထားတဲ့စကားဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံကိုပြစ်ခတ်ခဲ့မယ်ဆိုရင်ဒုတိယအကြိမ်တရုတ်နိုင်ငံကိုပြစ်ခတ်ခွင့်မရသေးခင်မှာပဲပြစ်ခတ်တဲ့နိုင်ငံကိုအမေရိကန်ဟာအပီးတိုင်ချေမုန်းတိုက်ခိုက်သွားမယ်ဆိုပြီးတော့သတင်းစကားပါထားတာဖြစ်ပါတယ်အမှန်စစ်စစ်မှာလည်းကမ္ဘာအရေးခင်းကိစ္စတွေမှာတရုတ်နိုင်ငံဟာလက်ရှောင်ပြီးနေလေးရှိပါတယ်နောက်ွယ်ရနေပြီးသူပါခြင်းပါမယ်အတိလင်းပါဝင်တာမျိုးမရှိပါဘူးသူနဲ့နည်းနည်းပဲချင်းထိစပ်နေတဲ့မြန်မာနိုင်ငံရဲ့ရှမ်းမြောက်ကိစ္စလိုကိစ္စတွေမျိုးတွေမှာဝင်ပါတယ်ထိုင်ဝမ်လိုမျိုးသူနဲ့တနိုင်ငံတည်းလို့သူကြွေးကြော်ထားတဲ့နိုင်ငံရဲ့အရေးကိစ္စတွေမှာအပတခြားသောကမ္ဘာနိုင်ငံရဲ့အရေးကိစ္စတွေမှာတရုတ်နိုင်ငံဟာပါဝင်လိမ့်မရှိပါဘူးတရုတ်နိုင်ငံဟာကမ္ဘာဈေးသည်ကြီးပါသူဟာလက်နက်ရောင်းမယ်ပစ္စည်းရောင်းမယ်သူဟာဈေးရောင်းမှုပဲစ조사နေတာဖြစ်ပါတယ်ရုရှားဟာယူကရိန်းနဲ့စစ်ဖြစ်နေတဲ့အချိန်မှာတရုတ်နိုင်ငံဟာအကျိုးစီးပွားရခဲ့တယ်လို့အမေရိကန်ဟာအီရန်နဲ့ဖြစ်နေတဲ့အချိန်မှာသူဟာစီးပွားရေးအကျိုးမြတ်တွေအများကြီးရရှိခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Hormuz ကိုပိတ်တဲ့ထဲမှာတရုတ်သင်္ဘောတွေမပါဝင်ပါဘူး။ရုရှားဟာလည်းတရုတ်ပြည်စီကနေပြီးတော့လက်နက်တွေပစ္စည်းတွေယူကရိန်းစစ်ပွဲအတွက်လိုအပ်တာတွေကိုအများကြီးဝယ်ခဲ့ရပါတယ်။ဒါကြောင့်မလို့ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာတရုတ်ရဲ့စီးပွားရေးအင်အားဟာအင်မတန်မှတဟုန်တိုးတက်လာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့လည်းကြောက်ဖြူကူးမင်းရထားလမ်းတွေကိုလက်ရှိလာမယ့်အစိုးရမှာဖောက်လုပ်ဖို့တွေမြစ်ဆုံစီမံကိန်းတွေပြန်လည်တည်ဆောက်ဖို့တွေဒီကိစ္စတွေရှိပါသေးတယ်တရုတ်ဟာကမ္ဘာပေါ်မှာစီးပွားရေးအရာအင်အားအတောင့်တင်းဆုံးနိုင်ငံအဖြစ်ကိုရောက်ရှိလာတာဖြစ်ပါတယ်သူ့ရဲ့အကျိုးစီးပွားကိုမထိတွေ့တရုတ်ကြီးကငြိမ်နေမှာပါရှမ်းမြောက်မှာကြားဖြန့်ကိစ္စတွေမှာကြည်ပါကြားဖြန့်ခေါင်းစဉ်နဲ့ရှမ်းပြည်မြောက်ပိုင်းကိုဝင်မွေသွားတာပြောင်းမြန်အောင်ဆန်သွားတာပဲအဲ့ဒီလိုမျိုးပဲအခုဒီတရုတ်သင်္ဘောတွေကိုအမေရိကန်ကပိတ်ဆို့တဲ့ကိစ္စမှာတရုတ်နိုင်ငံဟာဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်မလဲဆိုတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်အီရန်နိုင်ငံရဲ့မဟာမိတ်တွေကတည်တဲ့အတိုင်းပါပဲဒီမြောက်ကိုရီးယားတို့ဒါရုရှားတို့တရုတ်တို့ဟာအီရန်ရဲ့နောက်မှာကြောတော့နောက်ခံပြုတ်နေတဲ့ဒါနိုင်ငံတွေဖြစ်ပါတယ်တရုတ်နိုင်ငံကလည်းအီရန်နိုင်ငံကိုလက်နက်တွေဒါလေကြောင်းရန်ကာကွယ်တဲ့ပစ္စည်းတွေပခုံးပစ်တွေ drone တွေထောက်ပံ့နေတယ်ဆိုပြီးတော့ American CIA ဘက်ကနေပြီးတော့လည်းဆွဆွဲထားတာရှိပါတယ်အီရန် American စစ်ပွဲမှာတရုတ်ပါဝင်လာမလားဆိုတာကိုဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်